Hello,ဒီနေ့တော့အာလူချပါတီလေးလှုပ်စားဖြစ်တာကိုတင်ပြလိုက်ပါမယ်နော်။လူချပါတီလှုပ်ဖို့အတွက်ကိုအာလူအရင်ဆုံးရေးစေးမယ်ရေးပြောင်းစေးပြီးစားထည့်ပြီးတော့ရေးပြုတ်ထားပါမယ်။ပြုတ်နေတဲ့အချိန်မှာပဲဂျုံလေးနေပါမယ်။ဂျုံနေတဲ့အခါမှာကောစလုံးလေးအသုံးပြုထားပါတယ်။သူကတော့သူဆိုတော့လေစလုံးလေးတွေကိုဂျုံထည့်မယ်ရေးထည့်မယ်စားထည့်မယ်တကြားကြရင်တကြားထည့်မယ်မထည့်ရင်လည်းရပါတယ်။ဂျုံတခြားနေပြီးအုပ်ထားမယ်။ချက်သွားတဲ့အာလူလေးကိုအင်းကြီးရှုပ်မယ်။အင်းကြီးရှုပ်ပြီးတော့တခြားလေးခြေမယ်အကုန်ကြည့်အောင်ခြေမယ်ခြေပြီးလို့ဆိုရင်ဂျင်းကြက်သွန်ဖြူကြက်သွန်အနီးစားစလုံးမုံမဆလာအကုန်လုံးထည့်ပြီးတော့စီမွေးတက်ပါမယ်စီမွေးတက်တာတက်တဲ့အခါမှာလည်းအင်ရမဆလာကိုသုံးပါတယ်เนาะကိုပိုင်လုပ်တဲ့မဆလာသုံးတယ်နည်းနည်းကြက်သွန်မိတ်ထည့်လို့လည်းရပါတယ်ရဲနေတဲ့အခါမှာအာလူလေးထည့်မယ်စောစောအာလူချီပြီးသားထည့်စားထည့်ပြီးတော့မီးရေးလေးနဲ့ကြော်ပါမယ်ကြော်ရင်ရသွားပါကြော်ပြီးလို့ဆိုရင်ဂျုံလုံးလေးနှက်သွားတဲ့ဟာကိုယူတခြားလေးယူလိုက်တဲ့အခါမှာဂျုံကနူးနူးလေးဖြစ်သွားပြီအဲ့ထဲမှာအာလူအစာတုံးမယ်လုံးမယ်လှိမ့်မယ်သူကတော့သူဆိုတော့လေရှိတဲ့ပစ္စည်းနဲ့ပဲရိုက်ပြီးတင်ထားလိုက်ပါတယ်နော်ဒီထဲမှာမြုပ်လွတ်ကလေးတော့မရဘူးပေါ့နော်စပါတီလေးကိုတခြားလှိမ့်ပြီးစီပူထဲမှာကြော်ပါမယ်ကင်ပါမယ်ပေါ့နော်စီအများကြီးကြိုက်လည်းရတယ်မများလည်းရတယ်မီးလေးနဲ့ကြော်လို့ဆိုရင်ပိုကောင်းပါတယ်နော်အာလူချပါတီလိုမျိုးချစ်ချပါတီလည်းလုပ်လို့ရပါချစ်ကမိထီလာမှာပဲရတယ်လေတို့ကတော့သူဆိုတော့တော့မှမရဘူးအကျော်ရှိတဲ့အနေနဲ့လှုပ်စားတယ်နော်ကင်လို့ရပြီဆိုရင်သုံးဆောင်လို့လည်းရပါပြီအာလူဟင်းနဲ့တို့စားထဲမှာလည်းအစားတူပြီးသားရှိတယ်ကြိုက်တာနဲ့စားလို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်ဘိုင်